တော့ပြချင်းရောအဲ့ကောင်အေးဒီအခုမှထောင်းထွက်လာတယ်ရပ်ပိုင်းနဲ့ရှိတယ်မင်းဘာဖြစ်လို့အဲ့လိုကပ်ဖြတ်ရှင်နေတယ်ဖြစ်နေရလဲ ကျွန်တော်ဘာလို့ထောင်ထဲဝင်ရလဲဆိုတာသိလား အေးတိတ်တယ်လေမင်းလူတက်ပြီးဝင်လာလေ အေးလေအခုရမဲလေပြောကျွန်တော်တက်လိုက်တာလေဘယ်လဲကျွန်တော်ကျေးဇူးရှင်ကိုရနော်ကျွန်တော်တို့လုံးကျွေးတယ်ကျေးဇူးရှင်ကျွန်တော်ကျေးဇူးရှင်ကျွန်တော်ကိုရလို့ပြောကျွန်တော်မခံနိုင်ဘူးပြီးတော့ကျွန်တော်ကိုယုံကျွေးနဲ့နှိုင်းလိုက်နွားနဲ့နှိုင်းလိုက်တယ် ဒီနေ့အာရိုးသားသားပြင်ပြင်မဲ့ရှားပွေစားတော့တယ်မဲမှာပဲနော်အဲ့ဒီလူတွေပြောနေတော့အောင်စိုက်နေလို့ရှိရင်ငါတို့ကရှုံးပြသွားမယ်မြန်မာနိုင်ငံသားတွေအပြင်အဲ့ဒါပဲသူတို့ကသားရဲ့အားနေချက်ကိုဖိပြီးပြောတာမင်းအဲ့ဒါတွေအောင်စိုက်နေမင်းလုံးဆိုင်ချက်လုံးလို့ရမှာမဟုတ်ဘူးကိုဘွားချောင်းကိုပဲကိုတွေးမယ်ဟုတ်မလား ပြဿနာမသိဘူး နော်မင်းအခဏခဏထောင်ထဲဝင်တယ်တန်ခါကြောင့်မကတော့မင်းတို့လည်းငါခဏခဏအဲ့ထဲမှာမင်းသားလူနေအောင်ပေးနေတယ်ငါလည်းတော်တော်ပလက်လန်နေပြီဟုတ်မယ်လား ဟုတ်တယ်ဘယ်တော့လဲ ဟုတ်မယ်ဟုတ်မယ်ပဲပိုက်ဘူးဆိုင်ကုန်ဖွင့်ပြီလား ကျွန်တော်ဆယ်မတောက်တယ်လား ဆယ်မတောက်တဲ့ငါတင်ပေးမယ် ကြောင်းရောက်ကျွန်တော်ဆယ်ရောက် အားစိတ်ကောင်းကြီးနေတယ်လာငါကြီးလားလာပါကွာ ဘာမှမသိဘူးနော် အာလာသမ်းပါငါကြီးလေကိုကြီးတောင်ထားသမ်းပါတင်မထော်ရလာနေဟာတော့မယ်ဘယ်တော့ရောက်လဲဟုတ်ကဲ့ဘယ်ပေါ့ ဒီလေအဲ့ဒါကြီးဖေးမတက်ကြလိမ့်ဘာ ဘ ဖေး ယ်ပေါ့တကယ်ကြီးဘာဖြစ်တာလို့ ကိုရမင်းလို့ခေါ်တယ် အာထားလိုက်ပါဒီကောင်ဘိုက်ကွာငယ်တဲ့ငေါ့တိုင်းခေါ်နေတယ်မင်းလည်းစိတ်ကြီးတက်မှဖြတ်မယ်ဆိုတာကြည့်မယ် ဟာထောင်ထဲရောမယ် မြတ်မေထောင်းထွက်တဲ့ကန်းထွက်တော့ဘာလို့ဖတ်တော့ကွာငါကြောက်မှာ ဟာပြတော့လာဆက်တော့မယ်အတင်ပေးမယ်လားထား ကိုကြီးကမနော် အေးပါကွာမင်းလည်းပြောတယ်လူကြလား အားရအဲ့ကောင်လည်းမရဘူးကွာ ဘာလို့ တင်လို့မရဘူးလိုက်ဖို့ ဒီလိုရအောင် မြတ်တော့တော့မရ အေးပါကွာမင်းလည်းပြောပါမယ်ငါပြောဖို့မေးတယ်ကွာကြီးကဒီကောင်တောက်တဲ့နေရာဒီကောင်မတင်နဲ့ဟိုဘာမှမတင်နဲ့တခြားနေရာနေ အောက်ထားတယ်ကွာ ကြောက်မကြည့်တာနဲ့တောက်ရနော်ဆက်ဆက်ကဟာအမပိုင်ဝင်တော့ ပြရအောင်လေးနှလုံးအောင်ဝင်သွားတယ်ဒီမှာလည်းပြရအောင်လေး ဟာမင်းကဆရာလေးကွာမင်းရတယ်ဒီကညီလေမင်းကကြတော့ဝါသီတော့ ဟောဒီ အေးတော့စီးပေါ်မှာတက်ပြီးတော့ဒီဝါလေးကိုဒီချွတ်ချွတ်နဲ့ကျွန်းမှာကြိုက်တဲ့ကျွန်းတော့တော့ဒီကစေ အဲ့အခေါ်ဝမင်းပြောထားသေးလားအဆိုင်ကလို့ခေါ်တယ် အဲ့ကိရရခုနကငါပြောတာပြီလားစိုက်က တောင်းကြည့်တော့ဟာဟေ့ဘိုင်ဘူးမင်းလည်းအပေါက်ပေါက်ပုံကြီးချောင်းနေတာတော့ခုံကလည်းမရွာတော့ဘူးမှုံလေးမလေးဖြူဖို့လုံးပေးအောင် ဟာလေခေါ်လား ဟေးဟေ့ဘာပြောလိုက်လဲ ခေါ်လားမရလေ ဘာလို့ ဟုတ်ဘူးဟုတ်ဘူးခိုင်းဟုတ်ဘူးလို့ခိုင်း ဝေးရ ဘာလို့ ဘယ်ခုနဘာပြောလိုက်လဲ ခေါ်လားပြောတယ် ဘောလုံးနဲ့ပြောကျွန်တော်အေးအောင် ဒီလိုပြောတာငါ ဘာဖြစ်တာ ဝေးဆက်တယ်လေကြိုက်တာ ဘယ်မှာဆဲလို့လို့ तू ပြောတဲ့ဘောလားဒီဘောကိုပြောတာ အဖေဘောလုံးဆက်တယ်လေ ဒီမဲ့ဘောမို့ဒီစဲကောင်ပြူးတဲ့ဘောမို့ ဘောမ အေးဘောမို့ ဘောမလို့ပြောပါလားဘောတယ် ဘာနာလဲ ပြောတော့ထောင်ထွက်တဲ့ဘောမှမသိဘောမှမသိနဲ့ဒါတော့အေးခုမှတကယ်စစ်မှာဘောပဲကွာရ